ရန်လဲနာမည်ကြီးသလိုလူတွေကြိတ်တိုးပြီးစီကားတဲ့အတုပ်ဆိုင်လေးတစ်ခုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင် Grace ခေါ်သွားမဲ့ဆိုင်လေးကတော့ပညာလန်းထိပ်အတုပ်ဆိုင်ပဲဖြစ်ပါတယ်ရှင်သူ့မင်္ဂလာလက်မပေါ်တစ္ဆာလန်းနဲ့ပါရမီလန်းကြားမှာရှိတာပဲဖြစ်ပါတယ်ရှင်ဒီဆိုင်ကအရန်ကိုနာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဖြစ်တာမလို့ Grace ကတိထားတာတော့တော်တော်ကြာပြီဒီဘက်ကိုမရောက်ဖြစ်လို့မစားဖြစ်တာပေါ့နော်အခုက Grace ဖြတ်သွားရင်းနဲ့ဒီဆိုင်လေးတွေ့ရတဲ့ဝင်စားဖြစ်တာပါဒီဆိုင်မှာဆိုရင်အတုပ်ဆောင်အပြင်ဗမာတုတ်ထိုးကြာစံချက်ရွှေတောင်ခေါက်ဆွဲရှမ်းခေါက်ဆွဲတွေလည်းရပါတယ်အတုပ်ကလေးတော်တော်လေးကိုမျိုးစားစုံနဲ့မျိုးစား30ကျော်40နီးပါးလောက်တောင်ရှိတယ်သူမှဆိုရင်ဘာတုပ်စားခြင်းလဲရှိသမျှအတုပ်အကုန်ရတယ်တော်တော်လေးကိုစုံပါတယ် Grace ကတော့လေအတုပ်တွေထပ်ဗမာတုတ်ထိုးကိုပို့ပြီးသဘောကျပါတယ်ဗမာတုတ်ထိုးကလည်းတော်တော်လေးကိုစုံတယ်အမျိုးစား30ကျော်40နီးပါးလောက်ရှိမယ်လို့ Grace ထင်တယ်ပြီးတော့ပုံမှန်ဗမာတုတ်ထိုးဆိုင်တွေမှာတွေ့နေကြဒီအသားတို့တွေပဲပြားတွေမဟုတ်ဘဲနဲ့သူစီမှာဒီကြော်ထားတဲ့အကြော်လေးတွေထူးဆန်းတာပေါ့နော်ပြားမှုကိုဒီလိုမျိုးလုံးပြီးကြော်ထားတာလေးတွေရောငဖဲလုံးကြော်လေးတွေစက်သားလုံးကြော်လေးတွေအဲ့ဒါလေးတွေ Grace တော်တော်လေးအကြိုက်တွေ့ခဲ့တယ်ပြီးတော့ဒီကနန်းအကောင်တစ်တစ်လေးတွေကြော်ထားတာတွေရောပစွန်စိတ်တစ်တစ်လေးတွေကိုကြော်ထားတာလေးတွေရောအမျိုးအစားကိုစုံနေရော Grace တို့ဒီပုံမှန်ဆိုင်တွေမှာတွေ့နေကြမဟုတ်တဲ့ဒီလိုအကြော်မျိုးလေးတွေပေါ့နော်ဗမာလိုထိုးလို့ခေါ်ရမလားအကြော်လို့ခေါ်ရမလားဘယ်လိုမျိုးစားလဲတော့မသိဘူးဒါပေမဲ့အဲ့လိုသူ့ရဲ့လေး sauce လေးနဲ့တွဲစားတော်တော်လေးစားကောင်းတယ်ကျွတ်ကျွတ်မွတ်မွလေးနဲ့ Grace တော့ကြိုက်တယ်အတုပ်ကတော့ငရုတ်စီနဲ့တုပ်တဲ့ချိုချင်းအတုပ်ပုံစံမျိုးဖြစ်တာမလို့ Grace ကတော့တိတ်မကြိုက်ဘူး Grace ဘာလို့မကြိုက်လဲဆိုတော့ Grace ရဲ့ fan နေဆိုတော့တိပြီးသားဖြစ်မှာပါဒါပေမဲ့လူအများစုကြိုက်တဲ့အတုပ်ပုံစံမျိုးပေါ့နော်လုံးဝကိုလူတွေကြိတ်တိုးစီကားတဲ့အတုပ်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်တန်တန်ရှင်းရှင်းလည်းရှိပြီးတော့ customer service လည်းအရန်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ် Grace နောက်ခောက်တွေဒီလမ်းပေါ်ကိုရောက်တိုင်းမှာဒီဆိုင်မှာဝင်ပြီးတော့တုတ်ထိုးစားအောင်ပါ Grace တုတ်ထိုးအရန်သဘောကျခဲ့ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးမတတာ